အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ကိုပြဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ဒီ Wines Bank မှာဖုန်းနံပါတ်နဲ့အလုပ်တကူအကောင့်တစ်ဖောက်လို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီ Wines Bank application ကိုတော့ဒီကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ browser ဒါမှမဟုတ်ရင် Chrome ပေါ့အဆင်ပြေတာတစ်ခုခုနဲ့ပထမဦးဆုံးတောင်းထားဖို့တော့လိုပါတယ်မတောင်းချင်ဘူးဆိုရင်တော့ website ကနေတခါတည်းတိုက်ရိုက်ဝင်နေဆိုရင်ဝင်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီ Wines Bank application ကိုဝင်လိုက်မယ်ဒါကျွန်တော်တို့ဒီလက်ရှိအသုံးပြုနေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ account လေးကိုကျွန်တော်အရင် log out လုပ်လိုက်မယ်ဗျာ log out လုပ်ပြီးတော့ကျွန်တော် account တစ်ဖောက်တဲ့ဒီ link လေးကိုပြပြပေးပါမယ်ဒီမှာ log in နဲ့ registration မှာကျွန်တော် register နိုင်မယ်ဗျာဒီaccount တစ်ဖောက်မှာဆိုတော့လေအဲ့မှာကျွန်တော်တို့ဘိုင်ဖုန်းဆိုတဲ့ဟာလေးကိုထည့်ပြီးတော့နှိပ်ပါမယ်ဗျာဘိုင်ဖုန်းပြီးတာနဲ့ဒီမှာကျွန်တော်တို့ Wines Bank account ဖောင်းမယ်ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရပါမယ်ဒီဒုတိယဒီ currency ဆိုတော့တရားတော့ငွေကြေးကိုပြောတာပေါ့ငွေကြေးကတော့ Burmese chat ပေါ့နော်ကျွန်တော်တို့ဒါဗမာငွေနဲ့ပဲဆိုမှလည်း Burmese chat ပဲထားလိုက်မယ်ဗျဒီမှာ promo code မှာကျတော့ဗာထည့်မလဲဆိုတော့ကျွန်တော်တို့007 BOSS boss ဆိုတဲ့ဟာကိုရိုက်ထည့်မယ်007 boss ကိုရိုက်ထည့်မယ်ပြီးရင်ကျွန်တော်တို့ဒါကတော့ bonus ယူတာပေါ့ဒါပထမဆုံးငွေသွင်းနေဆိုလို့ရှိရင်သူကသွင်းငွေရဲ့100%ကိုရရှိမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်အောက်ကဟာလေးအမှန်ချေပေးပြရတယ် register ကိုနှိပ်လိုက်တာနဲ့တခါတည်းကျွန်တော်တို့ဒီ account တွေဖောက်ထားတဲ့ဖုန်းနံပါတ်တွေကိုသူကmessage ဒီကုတ်ကြလာမှာဖြစ်ပါတယ်ဒီကုတ်ကိုကျွန်တော်တို့ကရိုက်ထည့်လိုက်တာနဲ့ user name password ပေါ်ချပေးတယ်ပေါ့နော်အဲ့ဒါနဲ့ user name password နဲ့ပေးပြီးဆိုတာနဲ့ကျွန်တော်တို့ Wines Bank account ကိုစတင်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီမှာ user name password ထည့်ပြီးတော့Wines Bank account ကိုဒီ login ဝင်လိုက်ရုံပဲဖြစ်ပါတယ်ဘာမှမခက်ခဲပါဘူးဗျ account နဲ့ဖောက်ပြီးလို့ personal line ဖြည့်ပြီးမှာပဲကျွန်တော်တို့ကြာရခိုင်လုံး first deposit ရရှိမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် personal file ချင်းကြီးလေးကိုတစ်ချက်ပြောပြဒါကျွန်တော် account နဲ့ဖောက်ပြီးတော့ဒါ personal file ဖြည့်ရသေးတဲ့ဟာပေါ့နော်အဲ့ဒါလေးကိုကျွန်တော် personal file ဖြည့်ပြရအောင်အဲ့တော့ကျွန်တော်ဒီမှာ personal file နဲ့ဝင်ပြီးတော့ကျွန်တော်ဒီ under DD နဲ့ဝင်မယ်ဗျာဝင်ပြီးတော့ကျွန်တော်ဒီဒါစာနင်းဆိုတာနောက်ဆုံးနာမည်ပေါ့ဗျာအမှန်တိုင်းဖြည့်လိုက်ရတယ်အမှန်တိုင်းမဖြည့်ချင်တဲ့ဒီနာမည်တစ်လုံးလုံးဖြည့်ပေးလိုက်ပေါ့ကျွန်တော်ကတော့ဒီလေးလိုပဲထည့်လိုက်မယ် first pin ကတော့ဒါပထမဆုံးကိုနာမည်အစဆုံးစလုံးပေါ့နော်ကျွန်တော်ဝင်းလိုပဲထည့်လိုက်တယ်ဗျာဒီအောက်ကဟာကိုလည်းကျွန်တော်လေးလိုပဲထည့်လိုက်တယ်ဗျာနောက်ပြီးကျွန်တော်မွေးတဲ့ခုနှစ်ပေါ့နော်မွေးတဲ့ခုနှစ်ကတော့18နှစ်ကျော်ရရပြီပေါ့ကိုအမှန်တိုင်းထည့်လိုက်ရတယ်အမှန်တိုင်းမထည့်ချင်တဲ့အဆင်ပြေလို့ထည့်ပေးလိုက်ဒီ place of birth ဆိုတော့ဒါမွေးရဲ့နေရာပေါ့နော်ကျွန်တော်တို့မန္တလေးလိုပဲထည့်လိုက်ဒီ visa မှာလည်းကျွန်တော်မန္တလေးလိုပဲထည့်လိုက်city ကိုလည်းကျွန်တော်မန္တလေးလိုပဲထည့်ပြီးရင်ကျွန်တော် resident address ဆိုဆက်သွယ်ရန်လိပ်စာကိုလည်းကျွန်တော်မန္တလေးလိုပဲထည့်လိုက်ဒါတော့အမှန်တမ်းဖြည့်လေရအောင်နော်အမှန်တမ်းဖြည့်ရင်ကိုယ့်ကိုစင်ပြီးလို့ထည့်လေရ document type မှာကျတော့ကျွန်တော် national ပေါ့နော် national registration ကမပုံတင်တဲ့အဲ့မှာမန်လေးဆိုတော့ကိုမြင့်ဆောင်မှာတော့ကျွန်တော်ကိုထည့်ပါဗျာဒါတော့မှတ်ပုံနေတဲ့ဘက်ဒါ document number ဆိုတော့မှတ်ပုံနေတဲ့ဘက်ကတော့အမှန်တိုင်းဖြည့်လေရတယ်ကျွန်တော်ဒီက6လုံးဖြစ်ဖို့ပဲနော်တဲတော့ issue ကကျွန်တော်ဒါမှတ်ပုံတင်နေနေပေါ့နော် issue ပိုင်းမှာကျတော့ကျွန်တော် OFFI series ရော officer လို့ပဲထည့်လိုက်တယ်ကျွန်တော်ဆေးလိုက်မယ်ဗျာဆေးလိုက်ရပြီဒါ personal ပိုင်းဖြည့်ပြီးသွားဖြည့်ပြီးလို့ရှိရင်စင်ပြီးသွားပြီဗျာကျွန်တော်တို့ငွေထုံးမယ်ဆိုရင်လည်းpersonal file ဖြည့်ပြီးတာဖြစ်တဲ့အတွက်ကြောင့်ပေါ်ငွေထိုးလို့လည်းရပါပြီပြီးရင်ခုကအကောင့်လေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒါ personal file ဖြည့်တာမှာပဲအဆင်ပြေရပါဒါကြီး email တော့ကျွန်တော်မချိတ်တော့ဘူးမချိတ်လည်းရတယ်ဘာမှဖြစ်ဒီက personal file ကျွန်တော်အကုန်ဖြည့်ပြီးသွားပြီဆိုတော့ကျွန်တော် deposit လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်6500ကနေစပြီးတော့deposit လုပ်မယ်ဆိုလို့ရှိရင်100ခိုင်လုံးရတယ်ဗျာအဲ့တော့ကျွန်တော်အဲ့100ခိုင်လုံးရတဲ့ deposit အကြောင်းလေးကိုလည်းကျွန်တော်ဆက်ပြီးပြောပြမယ်ဒါကျွန်တော်ဆွမ်းနာ
ဖြစ်ထားတဲ့အကောင့်ကျွန်တော်3000ထည့်လိုက်တယ်3000ထည့်လိုက်တော့ကျွန်တော်မှာဘောနဲ့ကျွန်တော်ဘောနဲ့3000ပေးတယ်ဗျာဘောနဲ့3000ပေးတယ်ဒီမှာဘောနဲ့3000ကကျွန်တော်3000ရဲ့သူက9000ကိုလောင်းပေးရမှာဗျာပထမဆုံးကျွန်တော်လောင်းလိုက်တဲ့မောင်းကဒီမှာကျွန်တော်ဘောနဲ့အကောင့်ချင်းလိုက်မယ်ဘောနဲ့အကောင့်ချင်းပြီးကျွန်တော်ဒီမှာပထမဆုံးလောင်းထားတဲ့မောင်းက3000လုံးကျွန်တော်လောင်းပလိုက်တယ်ဗျာအဓိကတော့ဇားတော့ 1.4 ထက်ဖြစ်ရမယ်ပြီးရင်ဘိုးပေါင်းနေဘော်ရီကြီးလောင်းမရဘူးဗျာအနိုင်ရှုံးတည်လို့နှစ်သိန်းလုံးကူရမရဒါတော့လောင်းနေရတယ်ပြီးရင်ကန်နေတဲ့ပွဲချိန်ပေါ့နော်လိုက်မှလည်းထိုးလို့ရတယ်ဒီကောင်ကအဲ့မှာကျွန်တော်ဘယ်လိုစစ်မလဲဆိုလို့ရှိရင်ဒီအားသားတွေက promo တွေကိုသွားကြည့်လိုက်promo ထဲမှာဒီ bonus ထဲဝင်လာအဲ့မှာကြည့်လိုက်သူက3သိန်းခွဲထိလောင်းပေးမှာပဲကျွန်တော်တို့ရဲ့ဒီ bonus ပတ်စံကိုရမှာပေါ့ဗျာ bonus ရတဲ့ပတ်စံ3000 main ကောင်းတဲ့တစ်ခါလွှဲပေးမှာဒီပထမဆုံးမောင်းမှာတစ်ခါလေးကျူးသွားရင်တော့ဆုံးပြီပေါ့ဗျာတစ်ခါလေးကိုကနိုင်အောင်ဆော့ရမှာ3သိန်းခွဲလုံးလောင်းပြီလို့ဆို6000 9000ဥမာ8000လောက်ပဲကျန်တယ်3000ပဲရကိုကထည့်ရ bonus က3000ပဲဖြစ်တယ်3000ပဲကျန်ပါမယ်ဒါကတော့ဒီငွေသွင်းလို့ရှိရင်ပထမဆုံးငွေသွင်းလို့ရှိရင်ညာနဲ့ဘုန်းနဲ့အကြောင်းကိုကျွန်တော်တစ်ခါလေးပြပြပေးရဖြစ်ပါတယ်အားလုံးပဲစုံကြပါစေဗျာ